အားလုံးမင်္ဂလာပါလက်ကြီးပါဒီရပိုင်းနဲ့အတွင်းမှာလက်ကြီး overseas နဲ့ပတ်သက်ပြီးတော့2024ခုနှစ်ကလက်ကြီးကြုံခဲ့တဲ့အကြောင်းတွေကို experience တွေကိုလက်ကြီးပြန်ပြီးတော့ sharing လုပ်တဲ့စာလေးတင်ထားရပေါ့နော်တချို့တော်တော်များများကစာဖတ်ရတာပြင်းနေပြီးတဲ့ခါကျတော့အကြောင်းအရာကိုလည်းသိချင်နေဆိုတဲ့သူတွေအတွက်ကိုလက်ကြီးအသေးလေးပြန်ပြောပြပါမယ်2024ဇန်နဝါရီမှာဇာကြီးကဒူဘိုင်းကိုစရောက်တယ်ဇာကြီးမလာခင်လေယာဉ်မတက်ခင်2ရက်လိုမှာဇာကြီးရဲ့အဖွာဆုံးနေပေါ့နော်အဖွာဆုံးနေဇာကြီးဒူဘိုင်းကိုရောက်ပြီးတော့ဒီတလတိတိဇန်နဝါရီ24ရက်ရောက်တယ်ဖေဖော်ဝါရီ24မှာပဲဇာကြီးရဲ့အဖေကဖွာစိတ်နေပဲဇာကြီးဖေဆုံးသွားတယ်ပေါ့နော်အဲ့တော့ဒီ overstay ဖြစ်တဲ့အချိန်မှာဇာကြီးကဘယ်သူမှကူညီမတောင်းခဲ့ဘူးလားအိမ်ကတော့ဘာမှ provide မလုပ်ပေးဘူးလားဆိုပြီးတော့တွေးမယ်ဆိုလို့ရှိရင်အဲ့လိုဖြစ်နေတဲ့အခြေအနေကြီးမှာဇာကြီးရဲ့အခက်အခဲတွေကိုထပ်ပြီးတော့မိသားစုကို sharing မလုပ်ချင်ဘူးမိသားစုကိုဒုက္ခထပ်မပေးချင်ဘူးတောကထပ်မပေးချင်ဘူးအဲ့အတွက်ကြောင့်မလို့ဇာကြီးဒီဟာတွေကို handle စလုပ်ခဲ့တာပေါ့နော်ကိုယ်တိုင် handle လုပ်မယ်ကိုယ်တိုင်ဖြေရှင်းမယ်ဆိုတဲ့စိတ်နဲ့ဇာကြီးဒီနေခဲ့တာပေါ့နော်အဲ့တော့ကိုကရောက်လာခဲ့ပြီးသွားပြီအဲ့တော့ဘာဆက်လုပ်မလဲဒီဟာကိုကဖြေရှင်းမလားဒါမှမဟုတ်လက်နဲ့ချပြီးပြန်မလားဆိုတာကိုဒါဒီဆုံးဖြတ်ရမယ့်အခြေအနေကိုရောက်လာတယ်အဲ့တော့ဒီစပြီးတော့ဒီလုပ်ငန်းကစပြီးတော့ဒီကုမ္ပဏီကအလုပ်ခန့်လိုက်တာမြန်မာ4ယောက်ကိုစပြီးတော့အလုပ်ခန့်တယ်မြန်မာစုစုပေါင်းရှိရ9ယောက်ပေါ့နော်အကိုတယောက်ကတော့3ရက်လောက်လုံးလုပ်ပြီးတော့သူကထွက်သွားတယ်ပြီးရခါကျမြန်မာမိန်းကလေးကျွေ4ယောက်ကျန်ခဲ့တယ်4ယောက်မှာကဇာကြီးကဘာရီစတာအနေနဲ့ရတယ်နောက်ထပ်ဇာကြီးတငယ်ချင်းကဒီ chef နဲ့ပေါ့နော်နောက်ထပ်2ယောက်ကတော့ waitress အနေနဲ့သူတို့အလုပ်ရကြတယ်အဲ့တော့ waitress နဲ့ chef က barista မှာဆိုလို့ရှိရင်လူတွေကို remove လုပ်မယ်ဆိုလို့ရှိရင်ဥပမာအလုပ်ထုတ်တာပဲဖြစ်ဖြစ်အလုပ်ရန်ဆိုင်တာပဲဖြစ်ဖြစ်ဇာကြီးကဒီလူတွေကအရေးကြီးမရှိဘူးဒီ position ကအရေးမကြီးဘူးလို့ပြောတာမဟုတ်ဘူးเนาะအဲ့တော့လူ short မယ်ဆိုလို့ရှိရင်ဘယ်လို position ကအရင်လုံး short ခံရမလဲဆိုတာကိုကိုကွင်းမြင်အောင်လို့ဇာကြီးကဒီတိုင်းပဲပြောပြတာအဲ့တော့ဘယ် professional career ကိုမှဇာကြီးမထိခိုက်ဘူးအားလုံးကသူလမ်းကြောင်းသူ career သူ professional အတိုင်းပဲတွားနေကြတာအဲ့တော့ဒါပေမဲ့ comedy တေးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဇာကြီးတငယ်ချင်း2ယောက်ကတော့အလုပ်ကရက်လိုက်တယ်သူဘက်ကထုတ်တာလည်းပါတယ်ဒီတငယ်ချင်းတွေကဆက်မလုပ်ဖြစ်တာလည်းပါတယ်2ယောက်ကလောက်ထွက်သွားတယ်ပေါ့နော်ဇာကြီးနဲ့ဇာကြီးတငယ်ချင်းဒီ chef ကောင်မလေးတယောက်ပဲကျန်တယ်2ယောက်အဲ့တော့သူကလည်းသူ professional နဲ့သူအလုပ်လုပ်တယ်ဆိုပေမဲ့သူက cashier လည်းကင်လိုက်ရတယ်ပြီးရင် waitress ပါလုပ်လိုက်ရတယ်ဆိုင်ရလည်းတီးရဖြစ်တဲ့အတွက်ဇာကြီးကလည်း barista ပေမဲ့ waitress လည်းလုပ်ရတယ် cashier လည်းလုပ်ရတယ် ship တစ်ခုလုံးကိုတယောက်တည်း handle လုပ်ရတယ်ဒါပေမဲ့အဲ့ဒီဟာကိုသူကလစာကတော့ပေးထားတယ်ဒါပေမဲ့ installment နဲ့ပေးတယ်installment ဆိုတာကဒီလစဉ်က2500လစာရှိရဆိုလို့ရှိရင်1000ပေးလိုက်900ပေးလိုက်200ပေးလိုက်100ပေးလိုက်50ဒီပေးတဲ့အထိတောင်မှရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတွေပြီးခဲ့တယ်အဲ့တော့ဇနီးတို့မှာက overstay ဖြစ်နေပြီကိုကလည်းပတ်စံတွေကမပေးနိုင်ဘူးဒီအများကြီး80တောင်းကနန်းကျော်မြန်မာငွေ300နီးပါးကိုကလည်းပေးဖို့အတွက်အဆင်မပြေနေဘူးအဲ့တော့ဘာလို့လုပ်ရလဲဆိုတော့ဒီရတဲ့ဟာကိုပဲဇနီးတို့ကကြော့ပြီးယူနေရတာသူပေးတဲ့ပတ်စံလေးကိုပဲလက်ခံနေယူတယ်အိမ်လာကပေးတယ်ဒီဒူဘိုင်းမှာရက်တီဖို့စားဖို့နေဖို့ဟာကိုကိစ္စကိုအရင်ရှင်းရတယ်အဲ့ဟာတွေကိုပဲအရင် handle လုပ်အရင်ရှင်းပြီးတော့နောက်ထပ်နောက် step တစ်ခုကဘယ်လို jump လုပ်ရမလဲဆိုတော့ပဲတွေးနေရတယ်အဲ့တော့ဖြစ်ရှင်တော့ဇာကြီးတို့အဲ့ဒီမှာဒီ3လလောက်ကတော့သူ့ကိုယုံကြည်ပြီးနေလိုက်ရတာဖြစ်တဲ့အတွက်ဒီ overstay ဖြစ်သွားတာပေါ့နော်နောက်ထပ်ကတော့ကိုကယုံမထွက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဆက်ပြီးနေခဲ့ရတာဘာကြောင့်ယုံမထွက်တာလဲဘာကြောင့်ဒီချိန်ထိနေခဲ့ရတာလဲဘာလို့ဖြစ်လို့ဒီတောက်ဒီဖြစ်ခံတာလဲဆိုတဲ့သူတွေအတွက်အဖြေပေါ့နော်ဒီဟာကတော့ဇာကြီးတို့အဲ့လိုမျိုးနေခဲ့ရတယ်နေခဲ့ပြီးတဲ့အချိန်မှာပဲဒီ10လပိုင်းမှာဇာကြီး amnestyပေးတယ်မြန်မာပြည်မှာဆိုလို့ရှိရင်လူငင်းချမ်းသာခွင့်ပေးတယ်ဒါပေမဲ့နှစ်တိုင်းပေးရလားဆိုတော့မပေးဘူးကိုယ့်တွေမြန်မာပြည်မှာလိုပဲလူငင်းချမ်းသာခွင့်ရှိတယ်ဆိုတဲ့အချိန်မှာဒီဟာကိုရှောက်ချင်တဲ့အတွက်ကြောင့်မလို့ agency ကနေပြီးတော့တစင်ရှောက်အောင်မလားဆိုပြီးလိုက်မေးတဲ့အချိန်မှာအဲ့ဒီချိန်တုန်းကဒီနာမည်ရှိရဲ့ agency ရောနာမည်မရှိတဲ့ agency ရောဒီ amnesty ကိုတော့မသိရဲ့အခြေအနေမှာဖြစ်နေတယ်အဲ့အတွက်ကြောင့်မလို့ဇာကြီးလိုက်ရှာရင်းနဲ့ပဲဇာကြီးဒီသူ့ဘာသူဒီ freelance ပေါ့နော်သူ့ဘာသူဒီ office တင်နဲ့ဆက်ဆက်ရှိတဲ့မောင်လေးတယောက်အကူအညီနဲ့
ဒီ amnesty ကိုရှောက်ဖြစ်သွားတယ်ရှောက်တယ်ဆိုပေမဲ့သူ့ဘက်က document တွေလုပ်ပေးတယ်ကိုယ်တိုင်ကဒီ immigration ရုံးကိုသွားရတယ် fingerprint ပေးရတယ်ပြီးတဲ့ခါကျတော့ဒီစာရွက်စာတမ်းနဲ့ရလာတဲ့အချိန်ကျတော့အဲ့ဒီ outpass စာရွက်နဲ့ကိုကမြန်မာပြည်ပြန်มาပါဆိုတော့အပြီးပြန်มาပါဆိုတော့ပြောလိုက်တဲ့အတွက်ကြောင့်မို့သူတို့က outpass ထုတ်ပေးတယ်အဲ့တော့ immigration မှာဒီ fine တွေပါတယ်အကုန်လုံးဘာမှမရှိတော့ဘဲနဲ့ထွက်ခွင့်ရှိတယ်ထွက်ပြီးတဲ့ခါမှာဇာကြီးကကူဝိတ်ကိုထွက်လိုက်တယ်ကူဝိတ်ကိုထွက်ပြီးတော့ဒီပုံမှန်ဇာကြီးတို့ A2A visa တက်တန်းတိုးလို့ပဲကူဝိတ်ကိုတွားတယ်ဒီဘက်က visa လျှောက်ပေးတယ် visit visa 2 လပြန်ကြာတဲ့အချိန်မှာဇာကြီးဒီနိုင်ငံတွေကိုပြောင်းဝင်လာတယ်အဲ့ဒါပဲအဲ့တော့ amnesty ရှိလို့အမကဒီဟာကလွတ်လာတယ်မရှိတဲ့အချိန်မှာဘယ်လိုလုပ်အောင်မလဲဆိုရင်တကြီးပြောခဲ့တဲ့အတိုင်းပဲ customer happiness center တို့ AMA center တို့ကိုတွားပြီးတော့ငါကတော့ဒီလိုဒီအကြောင်းအရာအကြောင်းငါဒီလိုဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုစာစီပြီးတော့စာစီပြီးမပါတော့ဆိုလို့ရှင်လဲဟိုမှာအရင်တွားပြီးတော့ကိုကရှင်းပြဒီမှာငါဒီလိုတော့ဖြစ်တယ်ဒီ AMA center တွေ typing center တွေရှိတယ်ပြီးရခါကျတော့ဒီ customer happiness center ဆိုပြီးတော့ရှိတယ်အဲ့ဒါတွေကနေရာတော်တော်များများမှာရှိတယ်အဲ့ဟာကိုတွားပြီးတော့မေးပြီးတော့ငါဘယ်လိုလုပ်ရမလဲဒီမှာငါ fine နေရတော့လောက်ရှိနေပြီငါဒါတွေရောဒီ short ပေးမလားဒါမှမဟုတ်အကုန်လုံးကင်းလွတ်ခွင့်ပေးမလားဆိုတာကတော့ကိုယ့်ရဲ့ဖြစ်နေတဲ့ case နဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ်အဲ့တော့တွားပြီးတော့အဲ့ဒီမှာသူတို့လမ်းညွှန်တဲ့အတိုင်းပဲကိုက follow လုပ်ပြီးတော့လုပ်ရုံပဲအဲ့တော့တွားရမှာအမကြီးကြောက်တယ်မြန်မာပြည်မှာလိုမျိုးဒီရုံးဝင်တန်းတွေကအော်ဟေးငေါ့ပြီဒါလေးတော့မတည်ဘူးလားဒါပေဟိုတွားဒါပေဒီတွားဒါလေးတော့မတည်ဘူးလားဒီရင်တုံးကြောက်လားဆိုပြီးတော့မြန်မာပြည်ကအစိုးရရုံးနေလိုမျိုးပြောဆိုမဲ့တူဘယ်သူမှမရှိဘူးကိုကမတည်ဘူးဆိုလို့ရှိရင်ငါဒါလေးသိချင်လို့ငါဒါလေးပြောပြပေးပါဆိုလို့ရှိရင်ကိုကူညီမဲ့သူတွေကြီးပဲအဲ့ဒီရုံးတွေကသူတို့နာမည်က customer happiness center အဲ့တော့ကြတော့တွားပြီးတေချာမေးကိုကအင်္ဂလိပ်စာမပြောတတ်ဘူးဥပမာအင်္ဂလိပ်စာမပြောတော့ကျွမ်းကျင်မပြောတတ်ဘူးကိုညီမဲ့တငယ်ချင်းလည်းမရှိဘူးဆိုလို့ရှိရင်ဖုန်း data လေးတော့ဝယ်သွားပြီးတဲ့ခါကျကိုပါကို translate နဲ့ပြော translate နဲ့ကိုကအချိန်အများကြီးသူတို့ကိုလည်းအချိန်တက်တာအောင်ကိုလည်းပဲအချိန်မြန်အချိန်ကုန်တာနည်းအောင်ဆိုလို့ရှိရင်ကိုပြောချင်တဲ့ဟာတွေအကုန်လုံးမြန်မာလိုဒီဟိုမှာရေးသွားဖုန်းတော့မှာရေးသွားပြီးဟိုရောက်တဲ့ခါကျတော့ translator တော့လူတိုင်းတုံးတက်မယ်ထင်တယ် translate ကိုဖွင့်ပြီးသူတို့အင်္ဂလိပ်လိုအဆင်ပြေမလားအာရဗစ်လိုအဆင်ပြေမလား translate လုပ်ပေးလိုက်အဲ့ဒီခါကျသူတို့လက်ကူညီမှာပဲเนาะအဲ့တော့တေးချာကိုကဖြစ်နေတဲ့အခြေအနေကိုကိုပါကို handle လုပ်ပြီးကိုပါကိုအရင်လုပ်ကြည့်ဒီမှာကနိုင်ငံခြားမှာက agency တွေအကုန်လုံးကကိုကိုပတ်စံဘယ်လိုရမှာလဲပတ်စံကိုစီကနေဘယ်လိုနှိုက်ထုတ်ရမှာလဲပဲစဉ်းစားတာသူတို့ဘက်က idea ပဲဖြစ်ဒီဘာပဲဖြစ်ဖြစ် supporting ကိုအလကဘယ်သူမှမပေးဘူးအဲ့တော့ဇာကြီးအကောင့်ထဲမှာဆိုလဲဇာကြီး sharing တောက်လျှောက်အများကြီးလုပ်တယ်ဒါပေမဲ့တချို့လူတွေကတော့ကြည်ကြတယ်တချို့တွေကဒီလူရင်းကိုမရောက်ဘူးလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ရှိတဲ့အတွက်ဇာကြီးခုနောက်ပိုင်းนี้ဆိုဗီဒီယိုတွေရောက်တော်တော်များများတိတ်မတင်ပြဘူးအဲ့လိုမျိုးတွေရှိတော့တချို့ကကဲငါမှာတော့ UAE experience 4နှစ်ရှိတယ်5နှစ်ရှိတယ်ငါက Zoom class နဲ့ဘယ်နေ့မှာတော့ရှိတယ်ဒီပတ်စံကတော့ဘလောက်အဲ့ဒါ join ကြမလားဆိုရင်လူတွေက join နေ free sharing လုပ်ပေးရဟာဆိုလို့ရှိရင်လူတွေကတိတ်ဆိတ်ဝင်လာကြအောင်အဲ့ဒီအတွက်ကြောင့်မလို့ကိုကရတဲ့ channel တုံးတက်တဲ့ channel အကုန်လုံးကနေပြီးတော့ဘယ်သူတွေကဘာတွေ sharing လုပ်ထားလဲငါသိချင်တာဘာရှိလဲငါနဲ့ရောငါဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းပေးဖို့အတွက်ငါဘယ်လိုလုပ်ရမလဲဆိုတာဟာမြန်မာဘာသာနဲ့ရောဒီအင်္ဂလိပ်ဘာသာနဲ့ရောပြောတဲ့သူတွေရှိတဲ့သူတွေကို follow ထားပြီးလို့ရှိရင် idea တွေယူဒီဘုဒ္ဓတာတွေလည်းများရှိအောင်ကိုကလစ်လာပြီးရခါကျချက်ကြည့်ဒီဗီဒီယိုလည်းတုံးတက်အောင်တုံးပြီးရခါကျသူ့ကိုမေးချင်သမျှအကုန်လို့သိချင်သမျှအကုန်သွားမေးအဲ့ရလည်းအကုန်လုံးပြန်ဖြေပေးတယ်နော်အဲ့တော့အားလုံးပဲအစီအမံကြပါစေဒါကကြီးက secret တွေရေးပြီးပြောရလည်းမဟုတ်ဘူးကိုအုံနောက်ထဲမှာပေါ်လာတဲ့ကိုပေးချင်တဲ့ message ကိုပဲတာဂက်ထားပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစီအမံပြေဒါရှိရင်လည်းတိခံပြီးနားထောင်ပေးပါအဲ့တော့ဒီလောက်ပါပဲချင်တာရှင် comment မှာမေးခဲ့ပါ bye